ရားသခင်ရဲ့ကျေးဇူးတော်ကိုချီးမွမ်းတယ်ကျွန်တော်တို့ကိုဘုရားသခင်ပို့ဆောင်ပေးခဲ့တာ2025ခုကုန်တော့မယ်အခုတော့မှဒီဇင်ဘာ25ရက်တောင်ရောက်ပြီဒါဘုရားသခင်ကျေးဇူးတော်ကိုပဲကျွန်တော်တို့ထပ်မံပြီးတော့ချီးမွမ်းမှာဖြစ်တယ်ဆိုတော့ကျွန်တော်တို့လူသားတွေကဟိုးရှိရခင်ကဘိုးဘွားဘေပင်ခေတ်ဆိုတဲ့အာရာအေဝါခေတ်တုန်းကကျွန်တော်တို့ထာဝရအသက်တစ်ခါဆုံးရှုံးခဲ့ပြီနောက်ထာဝရအသက်ထပ်မဆုံးရှုံးရလေအောင်ဖယားသခင်ကသူရဲ့တပါးဒီတော်သားတော်ကိုလောကကိုဆေလွတ်တယ်ကျွန်တော်တို့ရှင်လုကာခရစ်ဝင်ကျမ်းအခန်းကြီးနဲ့အခန်းငယ်7မှာလည်းဖော်ပြထားတယ်ဘယ်လိုဖော်ပြထားလဲဆိုရင်ယနေ့တွင်ဒါဝိဒ်၏မြို့၌သခင်ယေရှုဟူသောကဲ့တင်သောအရှင်သည်သင်တို့အဖို့လွတ်ငါဖွားမြင်ခြင်းကိုခံတော်မူပြီဆိုတော့ဖွားမြင်ခြင်းကိုကျွန်တော်တို့ရယူပိုင်ဆိုင်ဖို့ဖြစ်တယ်ကျွန်တော်တို့သခင်ခရစ်တော်ကိုမရရှိသွားဘူးဆိုရင်ထာဝရသေခြင်းကနေပြီးတော့ကျွန်တော်တို့လွတ်မြောက်မှာမဟုတ်ဘူးဆိုတော့ကျွန်တော်ကြည့်လိုက်တော့သခင်ခရစ်တော်ရဲ့မွေးနေ့မွေးလတောင်းကသခင်ခရစ်တော်ကိုလက်ခံကြိုဆိုခဲ့တဲ့နေရာ3ခုကိုကျွန်တော်ဝေမျှလိုတယ်ပထမလက်ဦးဆုံးသခင်ခရစ်တော်ကိုနေရာပေးပြီးတော့လက်ခံတဲ့နေရာကတော့နံပါတ်1တစ်ချက်အနေနဲ့ဘက်လင်မြို့ပဲဖြစ်တယ်ကျွန်တော်တို့မိခအနာကဒီကျမ်းခန်းကြီး9အခန်းငယ်1မှာဘလို့ဖော်ပြထားလဲဆိုရင်အိုးဘက်လင်ဧဖရာမြို့အစိုးရသောယူဒမြို့တို့တွင်သင်သည်မြို့ငယ်မြို့ရုပ်ဖြစ်တော်လဲဣသရေလအမျိုးကိုအုပ်စိုးရသောသခင်သည်ငါအဖို့သင်၏အထဲမှာပေါ်ထွန်းလက်တာထိုသခင်သည်ရှစ်ကပ်ကဘာမှစ၍ပေါ်ထွန်းသောသခင်ဖြစ်၏ဆိုတော့သခင်ယေရှုခရစ်တော်မွေးဖွားတာကပထမလက်ဦးဆုံးခရစ်တော်ကိုလက်ဝဲပိုင်ဆိုင်ရရှိတဲ့သူကတော့ဘယ်လင်မြို့ပဲဖြစ်တယ်ဘယ်လင်မြို့ကသခင်ယေရှုခရစ်တော်ဒီဟူသောကယ်တင်သောအရှင်ကိုမရခင်တုန်းကဘယ်လင်မြို့အခြေအနေကမကောင်းဘူးယူဒတစ်မြို့လုံးယူဒတစ်ခုလုံးကဘယ်လင်မြို့ကိုဘယ်လိုပြောလဲဆိုရင်တဲ့မြို့ငယ်မြို့ရုပ်တဲ့ယူဒမြို့ထဲမှာမြို့မှာရှိတဲ့ယာပေါင်းချီတဲ့မြို့ထဲမှာမှဘယ်လင်မြို့ကိုနော်မြို့ရုပ်မြို့ငယ်မြို့ရုပ်လို့ဘာဖြစ်လို့ပြောတာလဲဆိုရင်အဲ့ဒီခေတ်တုန်းကဘယ်လင်မြို့ကတော်တော်လေးခါဆူဆူပဲဘယ်လင်မြို့ထဲမှာကကျွန်တော်တို့မကောင်းတဲ့မိမ့်မယုံနေရှိတယ်လောင်းကစားယုံနေရှိတယ်ပြီးတော့ငွေလင်ကိုင်းတွေရှိတယ်ပြီးတော့ခိုးဆိုးလူရက်တဲ့နေရာကလုံးဝဘယ်လင်မြို့ထဲမှာအပေါ်ဆုံးအဲ့ဒါကြောင့်မလို့ဘယ်လင်မြို့သားတွေကယူဒာမြို့ထဲမှာရှိမြို့တစ်မြို့မှာသွားပြီးတော့လဲတဲ့အခါမှာသူများကမေးလို့ရှိရင်မေးဘယ်မြို့ကလာလဲဘယ်လင်မြို့လို့သူတို့မမိတ်ဆက်ပေးရဲဘူးသူကသူဘာဖြစ်လဲဆိုသူကသူဘယ်လင်မြို့လာပါလေလို့ပြောမိလို့ရှိရင်သူများတကသူ့ကိုတတွေးထွေးကုန်လိမ့်မယ်သူများတတွေးခွတ်တဲ့ပက်လက်မျောသွားပါလိမ့်မယ်နောက်ဆုံးဒီဘက်သူအထင်မြင်သေးသွားပါလိမ့်မယ်ဆိုတော့သူကဘယ်လင်မြို့နေသူထွက်လာဘယ်လင်မြို့သူများ
အပြင်ကိုထွက်လာပြီးတော့ရှောက်လဲတဲ့အခါမှာဘယ်ကလာလဲအိုးဟိုမှာပဲလာတာဟုတ်ဒီမှာပဲလာနဲ့ပြီးသွားအဲ့လိုပဲမိတ်ဆက်ရတယ်နော်ဘာဖြစ်ဘယ်လိုမျိုးအခြေအနေမကောင်းဘူးသို့တော်ဘယ်လိုမျိုးကားတဲ့သခင်ခရစ်တော်ဒီဟူသောကဲတင်တော်ရှင်သူ့ရဲ့နှလုံးသားထဲမှာသူ့ရဲ့အထက်မှာနေရာပေးပြီးနောက်ပိုင်းကကြိမ်ချင်းအမင်္ဂလာကနေပြီးတော့မင်္ဂလာဘဝသို့ကူးပြောင်းသွားတဲ့အခွင့်ဘုရားသခင်ပြည့်စုံပေးတယ်ဆိုတော့ဘယ်လင်မျိုးအရင်အခြေအနေနဲ့အခုဘယ်လင်မျိုးအခြေအနေလုံးဝတခြားစီဘယ်လင်မျိုးကလူတိုင်းသွားချင်တဲ့မျိုးဘယ်လင်မျိုးသူမြင်တဲ့ပြုတ်နဲ့ထွက်လာတဲ့မြက်ပဲကျွန်တော်ဘယ်လင်မျိုးကဟာဘယ်လင်မျိုးလားတမျက်မျက်လုံးပြူကငါသွားလေချင်လိုက်တာတနေ့ဘယ်လင်မျိုးကယူဒနိုင်ငံမှာရှိတဲ့မြို့ထဲမှာသူကတနိုင်ငံလုံးရဲ့ဝင်ခွင်ကိုအများကြီးရှာပေးတဲ့မြို့ဖြစ်တယ်ပြီးတော့နောက်တစ်ခုအနေနဲ့ဘယ်လေမြို့သူမြို့သားတွေကသူများနိုင်ငံမှာသွားပြီးအလုပ်လုပ်ကိုင်စရာမလိုဘူးသူများနိုင်ငံလူတွေသူ့လာပြီးတော့ပိတ်ဆံပေးရတဲ့အဆင့်တရက်ဆိုလူတွေထောင်တောင်းချီပြီးတော့သူ့ပိတ်ဆံလာပေးရတာဘာကြောင့်လဲယေရှုကိုရလို့ကျွန်တော်တို့အသက်တာမှာယေရှုကိုရလို့ရှိရင်ပွဲသိမ်းမယ်ဘာမှမလိုဘူးဘာမှပူပြီးတောင်းကြောင်းကြစရာမလိုဘူးနော်ဆိုတော့ဘယ်လေမြို့ကယေရှုကိုရရှိပြီးနောက်ပိုင်းသူ့ရဲ့အသက်တာနဲ့အရင်တုန်းကအသက်တာတခြားစီပဲနှစ်ကော50ခုပြောထားသလိုပဲလူမီဒီကခရစ်တော်၌ရှိလင်အသက်ပြုတ်ပြင်သောတရားဖြစ်၏ဟောင်းသောအရာတို့သည်ပြောင်းလဲ၍အလုံးကအသက်ဖြစ်ကြပြီဟုတ်ပါတယ်ကျွန်တော်တို့အထက်မှာခရစ်တော်ရှိကြောင်းတို့လူဟောင်းကုန်သွားပြီဘယ်လင်မျိုးလူဟောင်းကုန်သွားပြီအခုကဘယ်လင်မျိုးဘလောက်ထိနာမည်ကြီးလဲဆိုရင်ကဘာပေါ်မှာနာမည်ကြီးရောမကဘူးကျမ်းစာထဲမှာတော့မှဘယ်လင်မျိုးဆိုတော့မပိုင်ဟင်းကြုံမချူရလောက်အောင်နာမည်ကြီးသွားတယ်ဘာကြောင့်လဲယေရှုကိုရတဲ့အတွက်ကြောင့်ကျွန်တော်တို့အသက်တာယေရှုကိုရလို့ရှိရင်ကျွန်တော်တို့ဘာမှပူပင်တော့ကမရှိတော့ဘူးကျွန်တော်တို့သခင်ယေရှုခရစ်တော်ဒီဟူသောကယ်တင်သောအရှင်ကိုကျွန်တော်တို့လက်ဝဲပန်းဆိုင်ရရှိကြစို့နောက်တစ်ခုသခင်ယေရှုမွေးနေ့မှာသခင်ယေရှုခရစ်ကိုနေရာပေးတဲ့ဒုတိယနေရာတစ်ခုကတော့ရှင်လုကာခရစ်ဝင်ကျမ်းခန်းကြီးနဲ့အခန်းငယ်16လောက်မှာဘယ်လိုဖော်ပြထားလဲဆိုရင်နော်အလင်းအမြတ်တော်၏မာရိနှင့်ယောသကို၎င်းနွားစခွဲ၌တိတ်ထားလျက်ရှိသောသူငယ်ကို၎င်းတွေ့ကြ၏ဆိုတော့သခင်ယေရှုခရစ်ကိုနေရာပေးသူရဲ့အထဲမှာနေရာပေးတဲ့ဒုတိယနေရာကတော့နွားစခွဲဖြစ်တယ်နွားစခွဲဆိုတာဘယ်သူမှမသွားခြင်းဘူးနွားစခွဲအထဲမှာရှိတာကောက်ရိုးနဲ့ရေဒီမှာရောတော့ပုတ်ပွားနာပဲနွားရှိတဲ့နေရာတိချင်30တရားနေ့ကျွန်တော်ဖျားရှိကုန်မယ်အကုန်လုံးလာတော့ဒီရတဲ့လူနော်အဲ့မှာနွားတင်းကုတ်ကြောင်ကောင်းကောင်းသိမယ်ကျွန်တော်အိမ်ကနွားတင်းကုတ်နဲ့နီးတော့နွားချီစောနာနေတာနော်ဘိုးတင်းတော့ရောက်ဘိုးတော့ရည်နေမှာဆိုတော့နွားအကြောင်းသိချင်လို့ရှိတော့လာလို့ရကျွန်တော်ရှိနော်ဖျားရှိခုမှ30တရားအခုတော့ကြိုဖိတ်တယ်နော်30တရားနေ့ကျရင်ကျွန်တော်အသင်းသူအသင်းသားနဲ့ကျွန်တော်နဲ့အတူတကွစားတောက်ချင်လို့လာစားကောင်းကြီးဖြစ်တယ်လာမဆိုင်တော့မတတ်နိုင်ဘူးနော်လာဆက်တော့ကောင်းကြီးဖြစ်တယ်ဘာဖြစ်လဲဆိုတော့တနေ့မှတစ်ခါဘုရားသခင်ပို့ဆောင်တာ January လကတော့ကျွန်တော်အသင်းတော်နဲ့ကျွန်တော်ကိုလေဘုရားသခင်ပို့ဆောင် January တော့ December လကုန်30ရက်ထိကျွန်တော်တို့အတူတကွမှအသင်းဆရာမအတူတကွမစားရတော့ရှုံးပြီအဲ့ဒါကိုနော်အရှုံးတော့မခံနဲ့လာရနော်အာရပါရလာအခုကလေးကနော်ဖိတ်ထားတယ်ဟောမနေ့ရရှိခိုးပြီးတော့တမ်းပြီးတော့ထမိတ်စားကြမယ်ပြောပါဆိုတော့ကျွန်တော်ဆိုလိုချင်တာကအဲ့ဒါမဟုတ်ပါဘူးကျွန်တော်ဆိုရနွားစခွက်အကြောင်းဆိုလိုချင်တာနွားစခွက်ကတဲ့ပြန်ကြည့်မဆိုရင်တဲ့ဘယ်သူမှမသွားချင်တဲ့နေရာနန်စော်တဲ့နေရာဘယ်သူမှဂယုမဆိုင်တဲ့နေရာဘယ်သူမှမျက်စောင်းလေးတော့မထိုးတဲ့နေရာ
သို့တော်သခင်ခရစ်တော်ဒီဟုသောကဲ့တင်သောအရှင်ကသူ့ရဲ့အထဲမှာနေရာပေးလိုက်တာနဲ့တကဘာလောနွားစခွဲမှာနွားစခွဲပဲနော်ဘာဖြစ်ဣသရေဘယ်လင်မြို့တဲ့ဝင်ပြီးတော့နွားစခွဲရှိနေရသွားဖို့အတွက်သွားလဲသွားပါဖြစ်တယ်ဝင်လဲဝင်အောင်တရားမှပါဇမဟရဲဘူးသူများတကားတွေရေးထားတယ်လုံးဝစကားမပြောရဘူးပြီးတော့ငြိမ့်လေးအသက်မမှန်နဲ့ရှူမင်္ဂလာဆောင်တဲ့ပုံစံမျိုးတော့သွားဖြည်းဖြည်းသွားအဲ့ဒီမှာတရုတ်ရောကလာရောကရင်ရောဗမာရောကိုရီးယားရောကဘာမှရှိတဲ့လူအများကြီးပဲလူထောင်ပေါင်းများစွာတရွေ့ရွေ့တည့်ရသွားဟိုအပေါ်မှာစနိုက်ပါနဲ့ချိန်ထားတယ်ဘာဖြစ်နွားစခွဲတခုခုဖြစ်မှာဆိုလို့လမ်းတော့ကြည့်လို့ရတာကြိုက်လို့မရဘူးအဲ့ဒီနွားစခွဲတန်ချင်းမနေဘူးအဲ့ဒီနွားစခွဲတစ်နှစ်ဣသရေလအတွက်ငွေအများကြီးရှာပေးတယ်နော်ဆိုတော့အဲ့နွားစခွဲဘလောက်တန်ချင်းရှိလို့ဆိုရင်လေလံပြည့်လို့ရှိရင်ကဘာတော့ဝယ်လို့ရတယ်ဒါမရောင်းပါဘူးဣသရေလမရောင်းပါဘူးဘာပြည့်လဲဆိုရင်အဲ့နွားစခွဲတကက်မတန်ချင်းမဖြတ်နိုင်တဲ့နွားစခွဲဘာဖြစ်လို့တန်ချင်းတက်လာတယ်အရင်တော့ကအဲ့နွားစခွဲကဘယ်သူမှဂယုံမဆိုင်ဘူးဘယ်သူမှလည်းမသွားခင်ကြဘူးသို့တော့ဘာဖြစ်လို့အခုလူတွေတန်းဆွဲနေတာလဲဆိုရင်သခင်ခရစ်တော်ဒီဟုသောကယ်တင်သောအရှင်ကိုသူ့ရဲ့နှလုံးသားထဲမှာလေနေရာတကွက်စာလေးခြံထားပေးတဲ့အတွက်ကြောင့်နေရာပေးတဲ့အတွက်ကြောင့်ဆိုတော့အဲ့တော့နွားစခွဲနဲ့ခုနွားစခွဲမတူဘူးလုံးဝပြောင်းလဲသွားတယ်အဲ့တော့နွားစခွဲဘာဖြစ်လဲပုတ်ပွားနန်စောဘယ်သူမှမသွားခြင်းအခုနွားစခွဲခရစ်တော်ကိုသူကသူ့ရဲ့အထက်မှာလက်ခံပြီးနောက်ပိုင်းပုတ်ပွားခြင်းတော့မွေးကြိုင်ခြင်းတို့ကူးပြောင်းသွားတယ်ဘာဖြစ်ကျွန်တော်မွေးကြိုင်လို့ပြောလေလားရွှေရလောဘရဲ့မူရလာပေးတော့လေလောဘနဲ့မူရတကက်ကဘာမှအမွေးဆုံးအရာအဲ့ဒီမှာမွေးသွားတယ်ပြီးတော့နွားစကွက်တီတဲ့နေရာမှာကောင်းကင်ဘိုးချင်းနဲ့လာပြီးတော့တချင်းဆိုတယ်ကောင်းကင်ဘိုးဝဲငြိမ်သက်ခြင်းရှိသည်ဟာတခါတည်းကောင်းကင်ဘိုးချင်းတချင်းလာဆိုကျယ်နေတဲ့လာတော့လင်းလက်အမှောင်ဒုကနေပြီးတော့အလင်းဘွားသူကူးပြောင်းသွားတာနွားစကွက်ကျွန်တော်တို့အသက်တာတွေလည်းတစ်ခါလေကြိုက်နွားစခွက်ထက်တော့ပုတ်ပွားပါသေးတယ်နော်ကျွန်တော်တို့ငယ်တော့ဆိုရင်မင်္ဂလိနဲ့ကစားလို့ရှိရင်မင်္ဂလိကဘာပြောလဲစိတ်ပုတ်ကြီးဆိုကျွန်တော်နားထောင်တိတ်အဆင်မပြေဘူးသူကအရင်စိတ်ပုတ်တာပဲဆိုအခုတော့ကျွန်တော်လက်ခံလာတယ်လို့ပဲဘာဖြစ်လဲဆိုလူတွေကစိတ်ပုတ်ကြတယ်လေလူတွေအကြစီမကောင်းကြဘူးလေအပုတ်ကောင်တရုပ်ဆောင်ကြတယ်လေသို့တော့အဲ့ဒီအပုတ်ကောင်ကြီးတရုပ်ဆောင်တဲ့အခါမှာခရစ်တော်ထည့်ကြည့်လိုက်အပုတ်ကအမွေးနော်ဆိုတော့ကျွန်တော်တို့အသက်တာကသခင်ခရစ်တော်ကိုကိုယ့်ရဲ့နှလုံးသားထဲမှာနေရာပေးလိုက်တာနဲ့ကျွန်တော်တို့လုံးဝချိန်ပြောင်းသွားပြီနွားစခွက်အများကြီးပဲကဘာပေါ်မှာအခုလော်ကားမှာရှိတဲ့နွားစခွက်ဘယ်သူမှမသွားချင်ဘူးကျွန်တော်လမ်းစိတ်ပေးမယ်နွားစခွက်သွားပါလားဟုတ်9000ပေးမယ်ဘယ်သူမှမသွားဘူးနော်ကျွန်တော်ကပြောင်းရပေးသေးတယ်နော်ဘယ်သူမှမသွားချင်ဘူးနန်လို့နော်ပြီးတော့ဒီမြန်မာရှိတဲ့ပြည်မှာရှိတဲ့နွားစခွက်အများကြီးဘယ်သူမှစိတ်ဝင်စားဘူးအနည်းစားဆုံးဘယ်လေမြို့ပတ်ဝန်းကျင်မှာနွားစခွက်အများကြီးရှိပါလိမ့်မယ်ဘယ်သူမှစိတ်ဝင်စားဘာဖြစ်လဲခရစ်တော်မနေရာမပေးဗျခရစ်တော်ကိုနေရာပေးတဲ့နွားစခွက်လူတိုင်းစိတ်ဝင်စားတယ်ကျွန်တော်တို့ကဘာပေါ်မှာရှိတဲ့လူသားတွေအများကြီးပဲနေလဲပခုံးတစ်ခုတည်းကြခေါင်းပေါက်တဲ့လူပဲငါလည်းတစ်ခုပဲဘာထုလို့လဲသို့တော့ဖះကိုနေရာပေးတဲ့လူထူးကိုထူးတယ်သူများတကခေါ်ခြင်းတယ်ပြောခြင်းတယ်မိတ်ဆွေဖွဲ့ခြင်းတယ်ဘာဖြစ်တော့ခရစ်တော်ရထားတာဟုတ်သူကြောင့်မဟုတ်ပါဘူးခရစ်တော်ကြောင့်ခရစ်တော်မျက်နာနဲ့ကြည့်ပြီးတော့ပေါင်းသင်ကြတာအဲ့ဒါကြောင့်မလို့နော်လူထောင်တောင်းထဲမှာကခရစ်တော်ကိုနေရာပေးတဲ့လူနဲ့ခရစ်တော်ကိုမိမိရဲ့နှလုံးသားထဲမှာနေရာမပေးတဲ့လူကလုံးဝကွာသွားပါလိမ့်မယ်နွားစခွက်ချင်းတူပါတယ်သို့တော့ကွာဟတ်မှာခရ
ယေရှုခရစ်ကိုလက်ခံတဲ့နွားစခွက်နဲ့ယေရှုခရစ်ကိုမိမိကယ်တင်ပန်ရှင်ဖြစ်လက်မခံတဲ့နွားစခွက်ကွာသွားပြန်ဟောအဲ့ဒါကြောင့်မို့ကျွန်တော်တို့အသက်တာကဘာဖြစ်လဲနွားစခွက်တွေပါကွာကျွန်တော်တို့လည်းဘာထူးလို့လဲလူသားတွေအကောလုံးနွားစခွက်ပဲဒါပေမဲ့တစ်ခုတော့ရှိတယ်ယေရှုခရစ်ကိုပိုင်တတ်ရရှိတဲ့နွားစခွက်နဲ့ယေရှုခရစ်ကိုမရရှိသေးတဲ့နွားစခွက်အချိန်တန်လိုက်ရင်တန်ဖိုးခြင်းကွာသွားပါလိမ့်မယ်ဆိုတော့ကျွန်တော်တို့သခင်ယေရှုခရစ်တော်ဒီဟုသောကယ်တင်သောရှင်ကိုရရှိတဲ့လူကတော့ယေရှုခရစ်ဘာပြောလဲငါကိုယုံကြည်တဲ့သူဟာသေလွန်တော်တဲ့အသက်ရှင်လိမ့်မယ်အာဒါအေဝါခစ်တော်ကတော့မဟုတ်သေလူမဟုတ်တော့ဘူးယေရှုခရစ်ကိုရရှိပြီးနောက်ပဲကျွန်တော်တို့ဟာသေခြင်းကနေတော့ထာဝရသက်ရှင်ခြင်းတို့ကူးပြောင်းသွားမှာဖြစ်တယ်အဲ့ဒါကြောင့်မလို့ဒီခရစ်မတ်လရာသီမှာသခင်ခရစ်တော်ဒီဟုသောကယ်တင်သောရှင်ကိုကျွန်တော်တို့နှလုံးသားထဲမှာနေရာတကွက်စာလေးလောက်ပေးကြစို့အဲ့ဒါကျွန်တော်တို့တဲ့တာလုံးဝရှင်းသွားပြီမပုတ်ပွားတော့ကွာချိုင်းသွားပြီလုံးဝလူတွေလက်ခံလာတဲ့လူသားတင်တို့ကူးပြောင်းသွားမှဖြစ်တယ်နောက်ဆုံးတစ်ခုနောက်ဆုံးတစ်ခုကဘာလဲဆိုရင်ကျွန်တော်တို့ရှင်လုကာခရစ်ဝင်ကျမ်းအခန်းကြီး19အခန်းငယ်1ကနေပြီးတော့9အထိကျွန်တော်တို့ဖတ်မယ်ဆိုရင်ဘာကိုတွေ့ရမလဲဆိုရင်ရှင်လုကာခရစ်ဝင်ကျမ်းအခန်းကြီး19အခန်းငယ်1ကနေ9အထိကအဲ့ဒီမှာဇက်ခဲအကြောင်းကျွန်တော်တို့တွေ့ရမှာဖြစ်ပါတယ်ဇက်ခဲဆိုတော့ဇက်ခဲရဲ့မိသားစုဇက်ခဲရဲ့မိသားစုကဇက်ခဲကို၌ကမိသားစုတဲ့ပိတ်ဆန်ရှာတဲ့အိမ်တော်ဦးစီးဖြစ်တယ်အိမ်တော်ဦးစီးရဲ့90ရာခိုင်နှုန်းကမိသားစုတွေရဲ့စားဖို့နေရအတွက်တာဝန်ယူရတယ်ပိတ်ဆန်ရှာရတယ်အဲ့ဒီအထဲမှာမှဇက်ခဲအပါဝင်ပေါ့ဇက်ခဲဘလောက်ထိပိတ်ဆန်ရှာတယ်ဆိုရင်လူများအမြင်ထဲမှာငွေရတတ်တော်သူဆိုတော့ပြောခံရတယ်အဲ့လောက်ထိရှာတာပိတ်ဆန်သို့တော့အဲ့ဒီပိတ်ဆန်ထက်အရေးကြီးတဲ့ပုဂ္ဂိုလ်တယောက်သူ့မှာရှိတယ်အဲ့ဒီပုဂ္ဂိုလ်ကတော့သခင်ယေရှုဖြစ်တယ်ပိတ်ဆန်ရှာတာထက်သခင်ယေရှုကိုရှာဖို့သူ့တဲ့မှာလိုအပ်တဲ့ဒါကိုသူတွေ့လေတွေ့မြင်ရောစရှာတော့တာပါပဲနောက်ဆုံးတော့သခင်ယေရှုခရစ်ကယေရခေါလမ်းကိုလာဖို့ရှိတယ်သူတည်င်းရတယ်တည်င်းရတော့သင်္ဘောတဖန်းတွေကိုတဲပြီးတော့စောင့်ဘာဖြစ်လို့သင်္ဘောတဖန်းတွေကိုတဲရလဲဆိုရင်ဇက်ခဲတို့အချင်းနဲ့သူတည်ဆုံးဝင်ကျွန်တော်တို့လည်းကိုယ့်အချင်းနဲ့ကိုယ်တည်ဆုံးသူများကိုယ့်အချင်းနဲ့မသိပါဘူးကိုယ့်အချင်းနဲ့ကိုယ်သိဇက်ခဲကလည်းသူ့အချင်းနဲ့သူသိတယ်သူများကအမျိုးမျိုးဖတ်ပါလိမ့်မယ်ဒါပေမဲ့သူ့ကိုယ်သူသိဆုံးနော်ဒါလူဆိုတာကိုယ့်ကိုယ်သိဆုံးဘယ်သူမှလာသိပြီးတော့သူများဖတ်တာလွဲကြီးနော်ကိုယ်စိတ်ဓာတ်သူများဖတ်တဲ့ခါလေလွဲဖတ်တာတစ်မျိုးထွက်လာတစ်မျိုးနော်ဇက်ခဲလည်းသူများမျိုးမျိုးဖတ်ပါလိမ့်မယ်သို့တော့ဇက်ခဲရဲ့နှလုံးသားကခရစ်တော်ကိုကနေရာပေးခြင်းတာခရစ်တော်ကိုသူတွေ့ခြင်းတာခရစ်တော်နဲ့သူပိတ်ထားရဖွက်ခြင်းတာအဲ့ဒါကြောင့်သူ့ကိုသူမြင်တယ်ငါကလူပုတယ်လူပေါင်းမြောက်များစွာငါမတုံးမပေါဘူးငါလူစင်မမေဘူးငါအဲ့ဒီလူတွေငါတုံးမပေါဘူးအဲ့ကြောင့်ဘာဖြစ်လဲတစ်ပင်ပေါ်တဲ့ပြီးတော့ယေရှုလာတဲ့လမ်းကိုသူစောင့်နေရခြင်းဖြစ်တယ်အချိန်တန်တော့သခင်ယေရှုလာကျွန်တော်ကျမ်းစာဖတ်ပြီးတော့ကျွန်တော်မြင်အောင်လဲစကဲဟုတ်တစ်ပင်ကိုလမ်းကြည့်မှာပဲနော်လမ်းကြည့်ယေရှုကဟုတ်ပတိုင်းမွေးတဲ့တယောက်လားမဟုတ်ဘူးဟုတ်အရက်ရှိရှိတယောက်ဒါလည်းမဟုတ်သေးဘူးလေတူတယ်ဟောယေရှုဟိုအရက်ပူပူတယောက်ဟိုကလားလေအတမ်းမဲမဲလေဒါလည်းမဟုတ်တော့သူရှားမှာပဲလေတကယ်ယေရှုကိုဒါပေမဲ့နောက်ကပတ်တော်ကဘာပြောလဲရှင်မသက်ခရစ်ဝင်ကျမ်းခန်းကြီးခုံခန်းငယ်ခုံထဲမှာငါ့ကိုရှားတယ်တွေ့မယ်တဲ့
စကက်ရှာတယ်တကယ်တွေ့ခဲ့တယ်ဆိုတော့သခင်ယေရှုကကိုရှာတဲ့လူသူသိတယ်ဘသူကသူ့ရှာတယ်ဘသူကသူ့မရှာဘူးသူသိဆုံးရဲ့ကိုရဲ့စပယ်မွေးဘယ်နဲ့ချောင်းရှိတာမှကြိုသိတဲ့ဖရားဖြစ်တယ်ဆိုတော့ယေရှုကလာစကက်လည်းရှာဒီနေ့ကလည်းလူတွေကလည်းယေရှုရှာယေရှုကအရာရှိလားဟိုအသားမဲလားပတိုင်းမွေးနေလားရှာအရှာမဟိုလူလည်းယေရှုဒီလူလည်းယေရှုဟိုလူလည်းခရစ်တော်ဒီလူလည်းခရစ်တော်ယောဘယုတ်သုတ်ခတ်တယ်ဖြစ်ကောဒါမဲ့စကဲကလေဟိုလူယေရှုဒီလူယေရှုလို့မပြောခဲ့ပါဘူးသူရှာတယ်နားထောင်တယ်ယေရှုဘယ်တယောက်လဲယေရှုကသူ့သိတယ်အဓိကကိုရှာဖို့ဆိုယေရှုကသူ့ခေါ်လိုက်တယ်စကဲဆင်းခဲ့တင်ရငါတဲ့အိမ်မှာတဲမယ်စကဲပြောလိုက်တာဒီလူကတခါမှမတွေ့ဘူးငါနာမျိုးခေါ်တယ်ခေါ်မှာပေါ့တင်းရအမေဝမ်းတဲ့တင်းကိုသိထားပြီးသားအဓိကတင်းသူ့ရှာဖို့ပဲသူ့ရှာလို့သူကကျွန်တော်တို့ကခရစ်တော်ရှာခရစ်တော်ကျွန်တော်တို့အခြေမရွေးလက်ကမ်းကြိုဆိုစမြဲပဲအဓိကကျွန်တော်တို့လုပ်မဲ့လောက်ကရှာဖို့ဆိုတော့ဇက်ကဲရှာတဲ့အတွက်ကြောင့်ယေရှုကိုသူတွေ့သွားတယ်ဒါနဲ့ယေရှုသူရှိလာတော့ငွေကြေးထက်ယေရှုအရေးကြီးသွားပြီသူ့သဘောပေါက်တယ်ငွေကြေးမမျောတော့ဘူးလူလည်းမလို့ချင်တော့ဘူးအသက်မွေးလောက်တော့စားရတော်ပြီအဲ့ဒါကြောင့်သူဘာပြောလဲကျွန်တော်သူမျက်ရှိမတရားရတဲ့ဟာလေးဆက်ပြန်ရောမယ်ကျွန်တော်မှရှိတဲ့စီးစားဥစ္စာတဝက်မရှိစင်းတော့ကျွန်တော်လူမယ်ဘာဖြစ်လဲအဲ့ဒါအရေးမကြီးတော့ဘူးယေရှုရအကုန်လုံးပြည့်စုံတယ်လေစကဲသိပြီဆိုတော့ယေရှုကဘာပြောစကဲကိုစကဲဒီနေ့ကစပြီးတင်းအိမ်မှာကဲတင်ချင်းဆုကျေးဇူးရောက်ရှိနေပြီကျွန်တော်တို့အိမ်တော်ဦးစီးတို့ပိဿံပဲနင်းကမရှာနဲ့အောင်တနေ့ကနေနေ့တပတ်ယေရှုလာရှာလေနော်ဘုရားကျောင်းမှာဖခင်ရဲ့အိမ်တော်2026ခုနှစ်မှာလေဖခင်ကိုကျွန်တော်တို့အိမ်မှာပင့်ဖိတ်ဖခင်လာပြီးတော့ကျွန်တော်ဆုတောင်းတန်ကိုနာညောင်းခက်တယ်လို့တနေ့ကနေဖခင်ပြန်ခေါ်တယ်ငါအိမ်တော်ငေါ့လာလေငါရဲ့နှုတ်ကပေါက်လာနားထောင်ကျွန်တော်တို့လာကြရအောင်ဖခင်ကိုရှာတဲ့အိမ်တော်ဦးစီးဖြစ်ကြရအောင်ငွေကြေးထက်ယေရှုခရစ်တော်ကကျွန်တော်တို့ဘဝမှာအရေးကြီးနေပြီနောက်ဆုံးသောကာလရောက်ပြီကျွန်တော်တို့ဒီတိုင်းငိုက်မိအိပ်ပျော်နေလို့တော့မဖြစ်တော့ဘူးကျွန်တော်တို့အသက်ရှင်တော့နော်ဇီဝအသက်လေးထွက်သက်ဝင်သက်လေးရှိတော့ကယ်တင်ပန်ရှင်ဒီဟုသောယေရှုခရစ်တော်ကိုကျွန်တော်တို့ရှာပြီးတော့ကိုယ့်ရဲ့အိမ်မှာပင့်ဖိတ်ကြရအောင်ကျွန်တော်တို့အိမ်မှာသခင်ခရစ်တော်ဝင်ထိုင်လာတဲ့ဒီအိမ်ဒီယနေ့ကစပြီးတော့ကယ်တင်ခြင်းဆုကျေးဇူးရောက်ရှိနေပြီချစ်တော်ဖခင်သားသမီးအပေါင်းတို့ယခုတင်တို့ကသခင်ခရစ်တော်ရှာလူတွေဖြစ်တယ်အိမ်ကိုစွန့်ပြီးတော့ဖခင်ကြောင့်လာတယ်သခင်ခရစ်တော်သည်စက္ခဲကိုပြောတဲ့ကျွန်တော်လည်းသခင်ခရစ်တော်ကိုစားကျွန်တော်ပြောပြစီဒီနှစ်ကစပြီးတင်တို့အသီးသီးအိမ်ထဲမှာကဲတင်ယေရှုကျေးဇူးရောက်ရှိပြီဆိုတော့နောက်ဆုံးကျွန်တော်ဗာပြောချင်လဲဆိုရင်ယနေ့တွင်ဒါဝိမြို့၌သခင်ခရစ်တော်ဒီဟုသောကဲတင်သောအရှင်သည်ကျွန်တော်တို့ဖို့ဖွမ်းမြင်ခြင်းခံပြီနော်အဲ့ဒီစကားဘာသူစကားလဲကောင်းကင်တမန်နဲ့သိုးထိန်တို့ရဲ့တွေ့ဆုံတဲ့အခမ်းမှာရေသာကောက်နှုတ်ခြင်းဖြစ်တယ်ကောင်းကင်တမန်သည်သိုးထိန်ကိုပြောတဲ့ကဲ့သို့ယခုကောင်းကင်တမန်ကိုစားကျွန်တော်ပြောပြစီ
ယနေ့တွင်ယူဒာမြို့ဘက်လင်ယနေ့တွင်ကဲတင်သောအရှင်သည်တင်တို့ဖို့လုံငါဖွားမြခြင်းကိုခံပြီးအဓိကကတင်တို့နေရာပေးဖို့ပဲဖြစ်တယ်ဘယ်လင်မြို့ငယ်မကပ်ဘူးမြို့ရုပ်ပြီးပွဲသိပြီးဘာမှသုံးစားလို့မရတဲ့မြို့သခင်ခရစ်တော်ကိုရပြီးနောက်ပိုင်းအဲ့ဘယ်လင်မြို့မခေတော့ဘူးဘယ်လင်အရင်တော့မဟုတ်တော့ဘူးသခင်ယေရှုခရစ်တော်ကိုရရှိတဲ့လူအသက်တာကဘယ်တော့ခါမှမောင်မိုက်ချက်အတိတ်သူ့မဖုံးလွှမ်းနိုင်ဘူးဖုံးလို့ဖုံးလွှမ်းပါလိမ့်မယ်ဒါပေမဲ့မဖုံးလွှမ်းနိုင်တာသခင်ခရစ်တော်ကြောင့်ဖြစ်တယ်ကျွန်တော်တို့သခင်ခရစ်တော်ဒီဟုသောကယ်တင်တော်ရှင်ကိုကျွန်တော်တို့လက်ဝဲပိုင်တတ်ရရှိကြစို့နောက်တစ်ခုအနေနဲ့နွားစခွဲဘာအဆင့်ရှိလို့လဲတစ်တိုင်းလောက်ထားလေနွားစခွဲအများကြီးကဘာပေါ်မှာတို့တော့ထူးကြတာကွာယေရှုကိုရတဲ့နွားစခွဲနဲ့ယေရှုကိုမရတဲ့နွားစခွဲကွာတယ်နော်ယေရှုကိုရတဲ့နွားစခွဲဘလောက်ပဲညစ်ပတ်နေပါစေအချိန်တန်တော့မွေးနာပဲသူဘယ်နဲ့လည်းမကတ်ရဲဘူးနွားစခွဲသွားပြီးတော့ကြည့်ဖို့တော့မှတဖြည်းဖြည်းမင်္ဂလာဆောင်စတိုင်သွားနေရတာစကားတခေါမှမဟာရဲဘူးလူအများကြီး down speed ပဲမပြောနဲ့စကားမပြောနဲ့ပါဇက်မထွက်နဲ့ထွက်လာနဲ့ဖားနဲ့ကားနဲ့ပဲလေအဲ့လိုအဲ့တလောက်ယူသေးပြီးတော့ခေါင်းငိုးပြီးတော့သွားနေရတာအေးတော့နွားစခွဲနေများတော့ခြေတော်နဲ့ကန်မှာပဲလေတခါလဲသူရအနာနဲ့ဓာတ်နဲ့ခုတ်ပါပဲတခါလဲအတိုင်းနဲ့ပြည့်ထဲမှာအခုနွားစခွဲမဟုတ်တော့ဘူးအရင်တော့မဟုတ်တော့ဘူးယေရှုကိုရရှိတဲ့နွားစခွဲယေရှုကိုမရရှိတဲ့နွားစခွဲကွာတဲ့ကျွန်တော်တို့ကနွားစခွဲတွေပါမတန့်ရှင်းကြပါဘူးသို့တော့ယေရှုကိုတကွက်စား၄လောက်နေရာပေးကြရအောင်ထူးခြားတဲ့နွားစခွဲဖြစ်လာပါလိမ့်မယ်တာဘုံမဖြတ်နိုင်တဲ့နွားစခွဲဖြစ်ပါလိမ့်မယ်နွားစခွဲတောင်မှတန်ဘုံမဖြတ်နိုင်ဆိုကျွန်တော်တို့လူသားခရစ်တော်ရရှိပါလားပွဲစိမ့်နော်ဘန်းစကားပြောမစို့လေပွဲစိမ့်မယ်နွားစခွဲတဲ့ကျွန်တော်တို့တာတယ်ဖယားသခင်ကသူ့လက်နဲ့သူဖန်ဆင်းမဇီဝတက်မုတ်သွင်းတာလူသားယေရှုကိုရကြည့်ပါလားလို့ယေရှုကိုကျွန်တော်တို့မိမိကယ်တင်ပန်ရှင်ဖြစ်ယူတင်ဟုဆောင်ကြရအောင်2025အကုန်2026မှာယေရှုကိုကျွန်တော်တို့နေရာပေးကြရအောင်စခဲသူမြတ်ကအမြင်မှာပြစ်တာဒါပေမဲ့အပြစ်သားနေတော့ဖယားသားဘွားသူကူပြောင်းတာဘာမဟုတ်ဘူးသူ့ရဲ့အိမ်မှာယေရှုပိတ်ဖိတ်လို့ကျွန်တော်တို့အိမ်ထဲမှာအိမ်တော်ဦးစိယေရှုကိုကျွန်တော်တို့နေရာထားကြည့်ကျွန်တော်အိမ်ကဘာဖြစ်လဲကဲတီချင်းစိတ်ချမှုရရှိမှာဖြစ်တယ်အဲ့ဒါကြောင့်မလို့ကျွန်တော်ချစ်တဲ့ဖယားသားသမီးအယောက်စီတိုင်းတို့ရှေ့လျှောက်မဲ့နာဂအသက်တာမှာဖယားသခင်ကိုကျွန်တော်တို့ပိုင်တတ်ရရှိကြရအောင်ဒုတိယချက်နှလုံးသားထဲမှာနေရာပေးကြရအောင်နံပါတ်3ချက်ကိုယ်အိမ်မှာကိုပင့်ဖိတ်ကြရအောင်ကျွန်တော်တို့ကိုယ်အိမ်မှာကိုပင့်ဖိတ်မယ်ဆိုရင်တော့ဖြစ်လူကြံစီပြီးတော့မမီနိုင်တဲ့ကောင်းကြီးမင်္ဂလာမောင်းမြောက်စွာကျွန်တော်တို့ခံစားရရှိမှာဖြစ်ကြောင်းတိုက်တွန်းတဲ့နေကောင်းချုပ်တယ်ကြားနိုင်သူရောက်စီတဲ့ဖခင်တာကောင်းကြီးပေးပါစေ